ကလေးစားချေချင်းဆိုတာပောက်ကွဲမှုတစ်ခုမဟုတ်ဘူးအဲ့ဒါနှလုံးသားတွေတစားစီကွဲကြည်သွားအောင်ဖြည်းဖြည်းချင်းပြီးခတ်ရတဲ့တန်ဆုံပြီးဝိုင်းတစ်ခုပဲအဲ့ဒီတန်ဆုံပြီးဝိုင်းအတွက်ကျမလည်းနဲ့မတုံးခဲ့ဘူးတာမောင်ရဲ့အချစ်ရဆုံးသမီးနဲ့ရှန်လင်းခတ်ကိုဒေါသထွက်နေတဲ့တားရဲတစ်ကောင်စီတွန်းပို့လိုက်ရုံပဲပြီးတော့မိသားစုဆိုတဲ့အချစ်ကအစိတ်ဖြစ်သွားတော့အရာသာခံကြည့်နေလိုက်တယ်။ကားကောင်မှထွက်ပေါက်မရှိပိတ်မိနေတာကိုကြည့်ရတာဘလောက်တောင်လှပတဲ့ကစားကွက်လဲ။ပါမောင်ကအဲ့ဒီကစားကွက်ပေါ်မှာလှပစွာကားပြသွားခဲ့တယ်။ဟိုရာရှိကကျမရဲ့ဟန်ဆောင်မှုလားလူမရဲ့စိတ်ဝင်ရင်ကိုအပီးသက်ဖြစ်စီမယ်ကျမရဲ့မြတ်တာလက်ဆောင်ပဲပေါ့ဆိုတာကဘယ်တုန်းကမှပြစ်မှတ်မဟုတ်ခဲ့ဘူးဒါပေမဲ့တာမောင်ကကျမညီမရဲ့စိတ်ဝင်ရင်ကိုပိတ်ဆွေခဲ့တယ်ဒါကြောင့်ကျမလည်းသူ့သမီးရဲ့စိတ်ဝင်ရင်ကိုကိုယ်တိုင်ပြန်တက်ခိုင်းပြီးတာမောင်ရဲ့စိတ်နဲ့ခံတာသစားစီကွဲကြည်စီလိုက်တယ်